ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ထဲမှာနေ့တိုင်းလိုယောဂပိုးမွားတွေနဲ့အန်ဒီရရှိတဲ့အရာတွေကိုတိုက်ထုတ်ပေးနေတဲ့ကိုယ်ခန္ဓာစနစ်ဆိုတဲ့စစ်တပ်တစ်ခုရှိပါတယ်ဒီစစ်တပ်ဟာဘယ်အရာကကိုယ်လူဘယ်အရာကရန်သူဆိုတာကိုခွဲခြားနိုင်စွမ်းရှိရမှာပါဒါပေမဲ့ကင်ဆာယောဂါနဲ့ပတ်သက်လာရင်တော့ဒီစစ်တပ်ဟာထူးထူးဆန်းဆန်းငြိမ်သက်နေကြပါတယ်ပုံမှန်ဆိုရင်ကိုယ်ခံအားစနစ်ကဒါကို NDA အဖြစ်ချက်ချင်းသိမြင်ပြီးတိုက်ထုတ်ရမှာချိပေမဲ့လက်တွေ့မှာတော့ဒီလိုမျိုးတွန်းပလန်မှုကထိမလာပဲကင်ဆာဆဲတွေဟာခန္ဓာကိုယ်ထဲမှာတဖြည်းဖြည်းချင်းကြီးထွားလာကြပါတယ်ဒီလိုမျိုးကိုယ်ခံအားစနစ်ကကင်ဆာဆဲတွေကိုဘာကြောင့်ရန်သူလို့မတတ်မှတ်နိုင်ရတာလဲဘာကြောင့်ထောက်လန်းဖို့ပြက်ကွက်နေရတာလဲဆိုတာဟာစေပညာလောကအတွက်တော့အပြေရှာမရလေးတဲ့ပဟိလီတစ်ခုလိုဖြစ်နေစေပါ